ပင်လယ်အလယ်ဗဟိုတွင်အော်ဟစ်တံမရှိဘဲကမ်းကြမ္မာကိုဖျက်တောက်ဆုံးဖြတ်နိုင်သောစစ်သင်္ဘောများသာရှိနေသည်ဤဒေသတစ်ခုလုံး၏အာဏာကိုဆုံးဖြတ်နိုင်သောအန္တရာယ်ရှိဆုံးစစ်သင်္ဘော၅မျိုးမှာ Narcos class battle cruiser Russia နျူကလ িয়ার စွမ်းအင်အသုံးပြုသည့်အရွယ်အစားအလွန်ကြီးမားသောစစ်သင်္ဘောဖြစ်ပြီးအလေးချိန်ကြီးမားသောမစ်ဆိုင်ဒုံးကျည်များတပ်ဆင်ထားသည့်လေယာဉ်တင်သင်္ဘောများကိုလိုက်လံဖျက်ဆီးရန်ရည်ရွယ်၍တည်ဆောက်ထားခြင်းဖြစ်သည် Leod class destroyer American ကမ္ဘာအနှံ့ပြန့်နှံ့တပ်ဆင်ထားသောစစ်ဖျက်သင်္ဘောဖြစ်ပြီးအီဂျစ်စနစ်ဖြင့်စောင့်ကြည့်ထိန်းချုပ်နိုင်သည့်ပြစ်မှတ်များကိုတပြိုင်နက်တည်းတိုက်ခိုက်နိုင်ပြီးမြန်ဆန်တိကျကအလွန်အန္တရာယ်ရှိသည်3955 destroyer တရုတ်မျိုးဆက်သစ်စစ်ဖျက်သင်္ဘောဖြစ်ပြီးအရွယ်အစားမှာလေယာဉ်တင်သင်္ဘောနီးပါးကြီးမားသည့်ဒုံးကျည်များကိုအလွန်များပြားစွာတည်ဆောင်နိုင်သဖြင့်ပင်လယ်ပြင်အတွက်ခေတ်သစ်အန္တရာယ်တစ်ရပ်အဖြစ်မြင်တွေ့ခံယူကြသည် Ni Admiral Kuznetsov aircraft carrier group Russia တစင်းနဲ့ဆိုပါကအန္တရာယ်မကြီးမားတော့လဲစစ်သင်္ဘောအုပ်စုနှင့်အတူလေယာဉ်တိုက်ခိုက်ရေးအဖွဲ့ကြီးတစ်စုလုံးပါဝင်လာသောအခါအမှန်တကယ်ဖျက်ဆီးနိုင်စွမ်းရှိသောအင်အားဖြစ်လာသည် The Nimitz class aircraft carrier American ပင်လယ်အလယ်၌လှမ်းလျှောက်နေသောမြို့ကြီးတစ်မြို့ကဲ့သို့ဖြစ်ပြီးစစ်လေယာဉ်80ကျော်ကိုတည်ဆောင်နိုင်သည့်ကမ္ဘာပေါ်ရှိနေရာမရွေးသို့တွားရောက်တိုက်ခိုက်နိုင်ပြီးတစင်းနဲ့ဖြင့်ပင်ဒေသတစ်ခုလုံး၏အာဏာချိန်ခွင်ကိုပြောင်းလဲနိုင်သည်